အားလုံးပဲမင်္ဂလာပါ Saturday Insight ကနေပြီးကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဇွန်လ17ရက်နေ့ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်အမေရိကန်နဲ့အီရန်ဒုတိယမြောက်နေ့အထိအပြန်အလှန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးတော့မတိမငြိမ်ဖြစ်နေတဲ့အပြစ်ကက်ရဲစေးသဘောတူညီချက်ကိုပုံမပြပြသေးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုနဲ့အီရန်နိုင်ငံတို့ဟာဇွန်လ17ရက်နေ့ကြာသပတေးနေ့ကဒုတိယမြောက်ဇက်တိုက်နေ့အဖြစ်လေကြောင်းတိုက်ခိုက်မှုများအပြန်အလှန်ပြုလုပ်ခဲ့ကြပြီဖြစ်ပါတယ်သမ္မတဒေါ်နယ်ထရန့်ကမူအီရန်အနေနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုချက်ချင်းသဘောမတူပါကနောက်ထပ်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာပြောကြားလိုက်ပါတယ်ဒေတာတွင်းစီရေးတင်းမာမှုများပုံမပြင်းထန်လာခြင်းဟာယခုဘက်တွင်မှစတင်ခဲ့ခြင်းဖြစ်ပြီးတော့တနင်္လာနေ့ကဟော်မုတ်ရေလက်ကြားအနီးမှာရှိတဲ့အမေရိကန်ရဲ့အပါချီမစ်စာရဟယင်တစည်းကိုပြစ်ချခံရခြင်းကြောင့်အစပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဖြစ်ဖြစ်ပွားပြီးတဲ့နောက်အီရန်နိုင်ငံတဝန်းနဲ့ဒေတာတွင်းရှိအမေရိကန်စစ်အခြေခံစခန်းများပေါ်အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ခိုက်မှုများကပြီးခဲ့တဲ့ AP လကသဘောတူညီထားခဲ့ကြတဲ့အားနည်းပြီးတော့မတည်ငြိမ်ဖြစ်နေတဲ့အပြစ်ခတ်ရဲစေးသဘောတူညီချက်ကိုအကြီးမားဆုံးချိန်ချောက်မှုတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။ယခုပြည်စင်ကြောင့်လက်တလောဖေဖော်ဝါရီလနှောင်းပိုင်းကစတင်ခဲ့တဲ့စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်နိုင်လိမ့်မယ်ဟူသောမျှော်လင့်ချက်များလည်းအလုံးမင်းအားနည်းသွားခဲ့ရပြီဖြစ်ပါတယ်။ထိုစစ်ပွဲကအမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီးတော့အီရန်ကိုအကြီးကျယ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းမှာအစပြုခဲ့တာဖြစ်ပါတယ်။အမေရိကန်စစ်တပ်၏ထုတ်ပြန်ချက်အရ၎င်းတို့၏နောက်ဆုံးတိုက်ခိုက်မှုများသည်အီရန်နိုင်ငံတဝန်းရှိစစ်ရေးစောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်များဆက်သွယ်ရေးစနစ်များနဲ့လေကြောင်းကာကွယ်ရေးနေရာများကိုအဓိကပြစ်မှတ်ထားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီလိုတိုက်ခိုက်ရခြင်းမှာအီရန်ဘက်ကအကြောင်းမဲ့ဆက်လက်ရန်လိုတိုက်ခိုက်ခြင်းကိုပြန်လည်သည့်တုံ့ပြန်သည့်အနေဖြင့်ဖြစ်ကြောင်းရှင်းပြထားပါတယ်။သမ္မတထရန့်က Fox သတင်းဌာနကိုပြောကြားရမှာတော့အမေရိကန်၏တိုက်ခိုက်မှုများကမကြာမီရပ်တန့်သွားလိမ့်မည်ဖြစ်တော့လေအီရန်ခေါင်းဆောင်များအနေဖြင့်အမေရိကန်ရဲ့သဘောတူညီမှုတစ်ခုကိုချက်ချင်းလက်မှတ်မရေးထိုးပါကအကြီးအကျယ်ပုံကျဲတိုက်ခိုက်မှုများကိုပြန်လည်စတင်တော်မူဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီလိုချင်းချောက်ပြောကြားရတဲ့နောက်ရေနံစင်းတို့ကလည်း$3နီးပါးမြင့်တက်သွားခဲ့ရပြီဖြစ်ပါတယ်။ကြာသပတေးနေ့ကအာရှဈေးကွက်တွင်ထပ်မံမြင့်တက်မှုများလည်းရှိခဲ့ပါတယ်။အမေရိကန်စစ်တပ်ရဲ့ဗဟိုကုကဲမှုဌာနကမူအဲ့ဒီတိုက်ခိုက်မှုများစတင်ခဲ့ပြီးတော့၄နာရီခန့်ကြာမှပဲပြီးစီးခဲ့ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။တိုက်ခိုက်မှုများမှာတီဂရန်မြို့ရှိတကောင်ရဲ့အချိန်ကာလမှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။အီရန်ဘက်ရဲ့ဒေါ်လာရင်းအဆောင်တပ်ဖွဲ့ကမူ၎င်းတို့တွေဖြင့်ကူဝိတ်နဲ့ဘာရိန်းနိုင်ငံများရှိလီဒက်စကန်များမှာအမေရိကန်စစ်ရေးပြစ်မှတ်18ခုကို၎င်းဘာရိန်းနိုင်ငံအခြေစိုက်အမေရိကန်ရေတပ်၏ပစ္စမရေတပ်ဖွဲ့ကို၎င်းအပြန်အလှန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ထို့အပြင်ဂျော်ဒန်နိုင်ငံရှိ Aerozaret Latest Scan ကိုလည်းဒုတိယအကြိမ်မှဖြစ်ထပ်မံပြစ်မှတ်ထားခဲ့ပြီးတော့အမေရိကန်စစ်စကန်မော်သို့ပဲ့ထိန်းဒုံးကြီး12စင်းပစ်လွှတ်ခဲ့ကြောင်းသိရပါတယ်။ဘာရိန်းနိုင်ငံပြည်ထောင်စုဝန်ကြီးဌာနရဲ့ပြောကြားချက်အရပြစ်ခတ်မှုများအတွင်းအသက်17နှစ်အရွယ်ကလေးတို့အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီးတော့အီရန်ရဲ့မောင်းသူမဲလင်းများကိုကြားပြပစ်ချရာမှကျလာတဲ့အပျက်စီးများကြောင့်ဟာမတ်မြို့နဲ့မြို့တော်မာနာမြို့တို့တွင်ရင်းများလောင်ကျွမ်းခဲ့တယ်လို့အိမ်များလည်းပျက်စီးခဲ့ကြောင်းဖော်ပြထားပါတယ်။ကူဝိတ်နိုင်ငံကလည်းအီရန်ရဲ့တိုက်ခိုက်မှုကြောင့်၎င်းတို့၏လေပိုင်နက်ကိုခက်တာပိတ်လိုက်ရကြောင်းအတည်ပြုခဲ့ပါတယ်။ဆက်လက်သတင်းအရတီဟီရန်ဘက်မှဟော်မုတ်ရေလက်ကြားကိုလုံဝပိတ်ဆို့လိုက်ပြီးကြောင်းထုတ်ဖော်မှုကိုအမေရိကန်ဘက်ကညှင်းဆိုတဲ့သတင်းဖြစ်ပါတယ်။အီရန်ရဲ့ပူးတဲ့စစ်ရေးဌာနကလည်းလာပေါင်းများစွာကတည်းကအတိုင်းအတာတစ်ခုထိပိတ်ထားပြီးဖြစ်တဲ့ဟော်မုတ်ရေလက်ကြားကိုဖျက်သိမ်းရန်ကြိုးပမ်းမဲ့မြေတိတင်းမောကိုမဆိုပြစ်ခတ်သွားပြီဖြစ်ကြောင်းသတိပေးခဲ့တာဖြစ်ပါတယ်။အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရအမေရိကန်စစ်သင်္ဘော2စီးကိုပြစ်ခတ်ခဲ့ကြောင်းလည်းသိရပါတယ်။သို့တော်လည်းအမေရိကန်ဗဟိုကုကဲရေးဌာနမှကရေလက်ကြားပိတ်ထားတာဖြစ်စေ၎င်းတို့ပြင်ပေါ်များတိုက်ခိုက်ခံရတာဖြစ်စေလုံးဝမဟုတ်ကြောင်းညှင်းဆိုခဲ့ပြီးတော့အီရန်ရဲ့ချင်းချောက်မှုများရှိနေတော့လဲကုန်သွယ်ရေးတင်းမောများနေဖြင့်ရေလက်ကြားကိုပုံမှန်တိုင်းဖျက်ဆီးသွားလာနေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်အနေနဲ့အီရန်စစ်ကမ်းများကိုပိတ်ဆို့ထားတဲ့လှုံ့ဆော်ချက်ကိုဆက်လက်ထိန်းသိမ်းထားပြီးတော့ပြီးခဲ့တဲ့ဗုဒ္ဓနေ့ကတော့အိုမန်ပင်လယ်ကွေ့အတွင်း၎င်းတို့ရဲ့ညွှန်ကြားချက်များကိုဖောက်ဖျက်ခဲ့ပြီးအီရန်မှရေနံများတင်ဆောင်လာတဲ့တင်မော်တစင်းကိုပြစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံကမူထိုတင်မော်ပေါ်မှာပျောက်ဆုံးသွားတဲ့ရေချောင်းသုံးဦးတည်ဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။လူဦးရေ93သန်းကျော်နေထိုင်တဲ့အီရန်နိုင်ငံတဝန်းရှိစီရစ်၊ခါဂန်၊ဘန်ဒါအာဗတ်စ်၊မီနက်စ်နဲ့ခါရတ်မြို့များပါဝင်မြို့အများပြားမှာပေါက်ကွဲသံများကြားခဲ့ရကြောင်းအီရန်သတင်းဌာနကဖော်ပြခဲ့ကြပါတယ်။ထိုမြို့များမှာဟော်မုတ်ရေလက်ကြားနီးတစ်ဝိုက်နဲ့ကက်စပီယန်ပင်လယ်နဲ့ပုံမှန်နီးစပ်သည့်မြောက်ဘက်ရှိဘရာမင်မြို့တို့မှာဖြစ်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပီတာဟက်ဆက်စ်ကမူဤတိုက်ခတ်မှုဟာပဋိပက္ခတွေကိုအဆုံးသတ်မဲ့သဘောတူညီချက်တစ်ခုရရှိစေရန်အီရန်ကိုဖိအားပေးသည့်အနေနဲ့လှုံ့ဆော်ချက်တစ်ခုသာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဖလော်ရီဒါပြည်နယ်ရှိဗဟိုကွယ်ကဲမှုဌာနသို့သူရောက်ရှိစဉ်မှာသတင်းတောင်များဤတိုက်ခတ်မှုကကျွန်တော်တို့စီးရေးအရာအကျိုးစီးပွားများကိုတိုးတက်စေတယ်လို့တန်တမာရေးအရာလည်းအားသာချက်တစ်ခုကိုပုံမှန်မြင်မာလာစေမှာပါလို့ပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ကယနေ့ညသူတို့ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အီရန်ဘက်ကကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုချနိုင်မယ်လို့မျှော်လင့်ကြောင်းအကယ်၍ကျွန်တော်တို့ကိုဘုံများဖြင့်ညှိနှိုင်းရန်အတင်းကျပ်လှုပ်ဆောင်လာပါကကျွန်တော်တို့ကလည်းဘုံများဖြင့်ပဲပြန်လည်ညှိနှိုင်းသွားမှာဖြစ်ကြောင်း၎င်းဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိယာယီအဖြစ်ခက်ရစေးသဘောတူညီချက်စတင်အကျိုးသက်ရောက်ခဲ့ချိန်မှာစပြီးနှစ်နိုင်ငံလုံးသည်အကြိမ်ပေါင်းများစွာအပြန်အလှန်ပြစ်ခတ်မှုများပြုလုပ်ခဲ့ပြီးတော့ညှိနှိုင်းရေးမှုဘက်များကလည်းယခု၄လမြောက်သို့ရောက်ရှိနေခဲ့ပြီဖြစ်ပြီးစစ်ဘက်ကိုအဆုံးသတ်ရန်မအောင်မြင်သေးပဲကြိုးပမ်းလျက်ရှိနေတာဖြစ်ပါတယ်။သမ္မတထရန့်ကတော့သဘောတူညီချက်တစ်ခုမကြာမီရတော့မယ်ဟုထပ်ခါပြောကြားနေပေမဲ့လက်တွေ့မှာတော့အောင်မြင်မှုရရှိလိမ့်မယ်ဆိုတဲ့လက္ခဏာလုံးဝမတွေ့ရသေးသလိုတစ်ဖက်ကလည်းဘုံကျက်တက်ခတ်မှုများကိုပြန်လည်စတင်ပြီးချင်းချောင်းနေစေပဲဖြစ်ပါတယ်။
အီရန်ဘက်ကမူအမေရိကန်တွေဖြင့်ရွာပေါင်း10ရာတောက်သုံးရေးဖြန့်ဝေပေးနေတဲ့ရီလောင်ကန်များကိုတိုက်ခတ်ခဲ့ပြီးနိုင်ငံတကာဥပဒေများကိုချိုးဖောက်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအယ်မေအဗာဂေဟီကဒါတွေကမတော်ဆတိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။တွက်ချက်ထားတဲ့ရာဇဝမှုဖြစ်ပြီးတော့လူခွင့်ရေးကိုရှင်းလင်းလင်းချိုးဖောက်ထားတဲ့လုပ်ရဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ပင်တဂွန်စစ်တလာချုပ်ဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တုံ့ပြန်ချက်တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အခုဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်လူပေါင်းထောင်ပေါင်းများစွာတိတ်ဆုံးခဲ့ပြီးတော့ကမ္ဘာရေနံနဲ့တဘာဝတက်ငွေရောင်းဝယ်မှုရေးပုံမှန်အားဖြင့်၅ပုံတစ်ပုံခန့်ပြတ်တောက်ပျက်စီးခဲ့ကဈေးများလည်းအလုံးမတန်မြင့်တက်လာခဲ့ပါတယ်။ယခုပဋိပက္ခတွေကအင်ပီရောအတွက်နိုင်ငံရေးရာခေါင်းကိုက်စရာပြဿနာတစ်ခုဖြစ်လာခဲ့ပြီးတော့စစ်တမ်းများရာဓာတ်ဆီစင်လုံးများလည်းမြင့်တက်ခဲ့တဲ့အတွက်မဲဆန္ဒရှင်များရဲ့ဒေါသကြောင့်ထရန့်ထောက်ခံမှုအဆင့်တန်းမှာလည်းများစွာကျဆင်းလဲရှိကြောင်းသိရပါတယ်။ Republican Party ဝင်ချုပ်ကလည်းစစ်ပွဲကိုလူများကမနစ်သက်ကြသည့်အတွက်လာမယ့်နိုဝင်ဘာလမှာကျင်းပမယ်ကြားပြည့်ရေကောက်ပွဲတွင်လွှတ်တော်ပေါ်၎င်းတို့၏ထိန်းချုပ်မှုဆုံးရှုံးသွားနိုင်ကြောင်းပုံမှန်လင်းစိုးရိမ်နေကြပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။သတင်းများကိုအချိန်နဲ့တပြေးတိဆက်ပေးမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့အကောင့်လေးကို follow နဲ့ like လုပ်ပြီး sharing လေးလုပ်ပေးသွားကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်နိုင်ငံတကာသတင်းတစ်ခုမှပြန်လည်တွေ့ဆုံကြပါမယ်ကျမရှင်လင်းကြပါလိမ့်ခင်ဗျာ Fired missiles at each other over the weekend and into Monday. Iran saying it was responding to Israel's offensive